မင်္ဂလာပါအမမေပရိသတ်ကြီးတို့ရေဒီတစ်ခေါက်ကတော့မြန်မာပရိသတ်တွေအတွက်အထူးစိတ်ဝင်စားစရာကောင်းတဲ့ UFC မကြေပွဲကြီးတစ်ပွဲအကြောင်းကျွန်တော်တို့ MSC Plus ကလည်းပြောပြပေးသွားမှာပါဟုတ်ပါတယ်အားလုံးထင်ထားတဲ့အတိုင်းပါပဲ UFC Flyweight Champion မြန်မာပြည်ဖွား Joshua Van နဲ့ Champion ဟောင်း Alexander Pantoja တို့ရဲ့ဒုတိယအကြိမ်အော်ဒဂွန်ထဲမှာပြန်လည်ရင်ဆိုင်ကြတော့မယ့်ပွဲပဲဖြစ်ပါတယ်ဒီပွဲကတာမန် Champion ကောက်ပွဲတစ်ပွဲတော့မဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့ဒီနေ့ရဲ့ပထမဆုံးတွဲဆုံမှုကအပြေးအဝထိုးသက်ပြီးအနိုင်ရှုံးဆုံးဖြတ်ခဲ့ရတဲ့ပွဲမဟုတ်လို့ပါပွဲစားပြီး26စက္ကန့်ကြာမှာပဲမထင်မှတ်ထားတဲ့ဒဏ်ရာကြောင့်ပွဲကရပ်တန့်သွားခဲ့ပါတယ်ဒါကြောင့်ပဲအဲ့ဒီပွဲပြီးကလေးက MMA ပရိသတ်တွေကြားမှာမေးခွန်းထုတ်စရာတွေဆက်ပြီးတော့ရှိနေခဲ့တာပါဂျိုရှွာဗန်နဲ့ပန်နူဂျာတို့တကယ်ပြေးဝထိုးကြမယ်ဆိုရင်ဘယ်သူကပိုကောင်းမလဲအခုတော့အဲ့ဒီမေးခွန်းကိုဖြေဖို့အခွင့်အရေးပြန်ရလာခဲ့ပါပြီပထမဆုံးသူတို့နှစ်ယောက်ရဲ့ပထမပွဲကိုပြန်လေကြည့်အောင်ပါ2025ခုနှစ်ဒီဇင်ဘာလ6ရက်နေ့ UFC 323ပွဲစဉ်မှာဂျိုရှွာဗန်နဲ့ပန်နူဂျာတို့ Flyweight Championship အတွက်ရင်ဆိုင်ခဲ့ကြပါတယ်အဲ့ဒီအချိန်မှာပန်နူဂျာက Flyweight Division ကိုစိုးမိုးထားတဲ့ Champion ဖြစ်ပြီးတော့ဗန်ကတော့ခပတ်ကိုစိန်ခေါ်လာတဲ့လူငယ် Fighter တစ်ယောက်ပါပဲပွဲစားတာနဲ့နှစ်ယောက်စလုံးအရှိန်ဟုန်နဲ့ဝင်တိုက်ကြပြီးမကြခင်မှာပန်နူဂျာကအနေထားတစ်ခုမှာ balance ပြတ်သွားပြီးတော့လက်ကိုထောက်လိုက်မိရာကနေပြင်းထန်တဲ့ဒဏ်ရာရရှိသွားခဲ့ပါတယ်ပွဲက26စက္ကန့်အကြာမှာပဲရဲတန့်သွားပြီးတော့ဗန်ကို TKO နဲ့အနိုင်ပေးခဲ့ပါတယ်ဒီလိုနဲ့ဂျိုရှွာဗန်ဟာ UFC Flyweight Champion ဖြစ်လာခဲ့ပေမဲ့ဒီနိုင်ပွဲကသူ့အတွက်တော့အမြဲတမ်းမေးခွန်းတစ်ခုနဲ့တွဲနေခဲ့ပါတယ်။ကံကောင်းလို့ Champion ဖြစ်လာတာလားဇာတာကောင်းလိုက်တာကွာဆိုတဲ့မေးခွန်းတွေပါ။ဒါပေမဲ့ဗန်ကဒီဝေးပတ်မှုတွေကိုစကားနဲ့ပြတ်မဖြေခဲ့ပါဘူး။အော်ဒဂွန်ထဲမှာပဲလက်တွေ့ပြန်ဖြေဖို့ရွေးချယ်ခဲ့ပါတယ်။သူရဲ့ပထမဆုံးခပတ်ကာဝေးပွဲမှာဂျပန်လူငယ် Fighter Tatsuro Taira နဲ့ရင်ဆိုင်ခဲ့ရပြီးတော့အဲ့ဒီပွဲကဗန်အတွက်တော်တော်လေးစမ်းသပ်မှုကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ Taira ဟာ Wrestling နဲ့ Grappling ဘိုင်းမှာအားကောင်းတဲ့ Fighter ဖြစ်တာကြောင့်ပွဲစားပိုင်းမှာဗန်ကိုမြေပြင်ပေါ်လှည့်ချနိုင်ခဲ့ပါတယ်။ဗန်အနေနဲ့အဲ့ဒီချိန်တွေမှာအခက်အခဲတွေရှိခဲ့ပေမဲ့ပွဲကြလာတဲ့နေ့မျှသူ့ရဲ့ striking နဲ့ cardio ကိုပြန်ပြီးအသုံးချနိုင်ခဲ့ပါတယ်။အချီတွေကြလာတဲ့နေ့မျှဗန်ရဲ့လက်သီးချက်တွေကပိုပြီးထိရောက်လာပြီးနောက်ဆုံးပစ္စမအချီမှာတိုင်ရာကိုပြင်းထန်ထိခိုက်စေခဲ့ကပွဲကို TKO နဲ့အဆုံးသတ်နိုင်ခဲ့ပါတယ်။အဲ့ဒီပွဲဟာဗန်အတွက်အရန်ရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ပထမပွဲကတန်ရာကြောင့်အနိုင်ရခဲ့တဲ့ဆိုတဲ့ဝေဖန်မှုတွေကိုငါကတကယ် champion တယောက်ပါဆိုပြီးလက်တွေ့နဲ့ပြန်လည်သက်သေပြနိုင်ခဲ့လို့ပါ။ UFC ရဲ့လက်ရှိမှတ်တမ်းတွေအရဗန်ဟာ19ပွဲနိုင်2ပွဲရှုံးထားပြီး KO TKO နဲ့9ပွဲ Submission နဲ့2ပွဲနိုင်ရထားပါတယ်။အသက်ကလေး24နှစ်ပဲရှိသေးတဲ့လူငယ် Champion တယောက်ဖြစ်သလို UFC ရဲ့အသက်ငယ်ဆုံး Champion တွေထဲကတယောက်လည်းဖြစ်ပါတယ်။အထူးသဖြင့်ဗန်ဟာတိတ်တန်းတစ်ဖက် 76% ရှိနေတာကပန်တိုဂျာနဲ့ဒီမကြေပွဲမှာအရင်အရေးကြီးလာမယ့်အချက်တစ်ချက်ပါပဲ။ဘာကြောင့်လဲဆိုတော့ပန်တိုဂျာရဲ့အဓိကလက်နက်က striking မဟုတ်ပဲ grappling နဲ့ submission ဖြစ်နေလို့ပါ။ပန်တိုဂျာကိုကြည့်မယ်ဆိုရင်တော့သူကအသက်အရွယ်ပိုကြီးလာပြီဖြစ်ပေမဲ့အတွေ့အကြုံကတော့အလွန်များပါတယ်။ Professional record အရပွဲ30နဲ့6ပွဲရှုံးထားပြီး submission နဲ့အနိုင်ရထားတာက12ပွဲအထိရှိပါတယ်။ဒါကြောင့်ပန်တိုဂျာနဲ့ ground fight အခြေအနေပေါ်ရောက်သွားပြီဆိုရင်တော့လွယ်နဲ့ထိန်းထားလို့ရမယ့် fighter လို့လုံးဝမယူဆသင့်ပါဘူး။ပန်တိုဂျာရဲ့အနေအကပြိုင်ဘက်ကိုတစ်ချက်ထဲနဲ့တိတ်တောင်းလုပ်လိုက်တာမျိုးတွေမဟုတ်ပါဘူး။အနီးကပ်ဝင်နေကလင်းလုပ်တယ်ပြိုင်ဘက်ရဲ့ balance ကိုဖြတ်တယ်ပြီးတော့မြေပြင်ပေါ်ရောက်တာနဲ့အနေထားကောင်းတစ်ခုကြောင့်အဆက်မပြတ်ဖိအားပေးတတ်ပါတယ်။အဲ့ဒီနေရာကနေ submission နဲ့ရှာနိုင်တာကပန်တိုဂျာရဲ့အဓိကလက်နက်ပါ။ဒါကြောင့်ဒီပွဲမှာဗန်အတွက်အကြီးမားဆုံးအနေအကပန်တိုဂျာရဲ့လက်သီးတွေမဟုတ်ပါဘူး။ပန်တိုဂျာရဲ့ grappling game နဲ့မှဘလောက်ကြာရှောင်းနိုင်မလဲဆိုတာပါပဲ။တစ်ဖက်မှာတော့ဗန်ရဲ့အဓိကအားသာချက်က striking speed, distance control နဲ့ cardio ပဲဖြစ်ပါတယ်။ဗန်ရဲ့လက်သီးချက်တွေကမြန်နေအကွာဝေးကိုကောင်းကောင်းထိနိုင်တယ်။ပြီးတော့ပြိုင်ဘက်ကဝင်လာတဲ့အချိန် counter punch နဲ့ပြန်လည်တုံ့ပြန်နိုင်ပါတယ်။အဲ့ဒီအပြင်5ကြီးအပြည့်ထိုးရတဲ့ championship fight မှာလည်းအချီကြလာလေးအရှိန်မကျပဲဆက်လက်ဖိအားပေးနိုင်တာကဗန်ရဲ့အားသာချက်ကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ဒီပွဲရဲ့အဓိကမေးခွန်းကရိုးရိုးလေးပါပဲ။ပန်တိုဂျာကဗန်ကိုမြေပြင်ပေါ်ဆွဲချနိုင်မလား။ဒါမှမဟုတ်ဗန်ကပန်တိုဂျာရဲ့တိတ်တောင်းတွေကိုကာကွယ်ပြီးပွဲကိုမတ်တက်ရဲ့ striking ဖြစ်ဆက်ထိန်းထားနိုင်မလားဆိုတာပါပဲ။ဒီနှစ်ခုတည်းကဘယ်ဖြစ်ထွက်မလဲဆိုတာကတော့ပွဲရဲ့ရလဒ်ကိုအဆုံးဖြတ်ပေးသွားနိုင်ပါတယ်။ဗန်ဘက်ကကြည့်မယ်ဆိုရင်တော့ပထမဆုံးအရေးကြီးတာက distance management ပါ။ပန်တိုဂျာကိုနီးကပ်ဝင်လာခွင့်မပေးဘဲjab, straight punch, low kick နဲ့ footwork တွေကိုအသုံးချပြီးအကွာဝေးကိုထိန်းထားဖို့လိုပါတယ်။အထူးသဖြင့်ပန်တိုဂျာဝင်လာတဲ့အချိန်မှာတက်နောက်ဆုတ်တာထက်အန်ကယ်ပြောင်းပြီးထွက်နိုင်ရင်တော့ပိုကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ဗန်ကအော်ဒဂွန်ရဲ့ cage နာကိုရောက်သွားတာနဲ့ပန်တိုဂျာအတွက်ကလင်းနဲ့တိတ်တောင်းရယူဖို့ပိုလွယ်သွားနိုင်လို့ပါ။ပန်တိုဂျာဘက်ကတော့တစ်မျိုးပါ။သူအနေနဲ့ဗန်နဲ့အကွာဝေးမဲ့ striking ပြိုင်နေရင်ဗန်ရဲ့မျက်နှုံးနဲ့လက်သီးတွေတောင်အနေရရှိနိုင်ပါတယ်။ဒါကြောင့်သောပိုင်းချီတွေကလေးကဖိအားပေးပြီးဗန်ကို cage နာရောက်တွန်းပို့နိုင်ဖို့အဒီကနေကလင်းနဲ့တိတ်တောင်ရောက်နိုင်ဖို့ကြိုးစားလာနိုင်ပါတယ်။တကယ်လို့ပန်တိုဂျာကအဲ့ဒီ game plan ကိုအောင်မြင်မြင်ကောင်းထည့်ဖော်နိုင်ရင်တော့ပွဲရဲ့အချိန်ကတခဏအတွင်းပြောင်းလဲသွားနိုင်ပါတယ်
ဒါပေမဲ့ဗန်ဘတ်မှာလည်းတိုင်ရန်နဲ့ပွဲကနေရလာတဲ့အတွေ့အကြုံကြီးတစ်ခုရှိနေပါတယ်တိုင်ရန်နဲ့ပွဲမှာလည်းဗန်ဟာမြေပြင်ပေါ်လှည့်ချခံရတဲ့အချိန်တွေရှိခဲ့ပေမဲ့အဲ့ဒီချိန်တွေကနေပြန်ထလာပြီးနောက်ဆုံးမှပွဲကိုအနိုင်ရအောင်ပြောင်းလဲနိုင်ခဲ့ပါတယ်ဒါဟာပန်တိုဂျာနဲ့ပွဲမှာဗန်အတွက်စိတ်ပိုင်းဆိုင်ရာအားသာချက်တစ်ခုလည်းဖြစ်လာနိုင်ပါတယ်ဒါပေမဲ့ဒီနေရာမှာတိုင်ရန်နဲ့ပန်တိုဂျာကိုတော့တပုံစံနဲ့မမြင်သင့်ပါဘူးပန်တိုဂျာရဲ့ grappling experience ကရမ်းများပြီးမြေပြင်ပေါ်ရောက်တာနဲ့ပြိုင်ဘက်ကို submission အနေထားတဲ့ကြောင့်ဖန်တီးနိုင်တဲ့အတွေ့အကြုံကတော်တော်လေးကြီးမားပါတယ်ဒါကြောင့်ဗန်အနေနဲ့တိုင်ရန်နဲ့ပွဲမှာပြသခဲ့တဲ့ takedown defense နဲ့ scramble ability တွေကိုထပ်မံအသုံးချရမှာဖြစ်တယ်လို့ပန်တိုဂျာရဲ့ submission thrust ကိုလည်းတစ်စက္ကန့်တော့အာရုံလွတ်လို့မရပါဘူးဒီနေရာမှာ UFC Warrior Fighter Jorge Masvidal ရဲ့သုံးသက်ချက်ကိုလည်းထည့်ပြောရပါမယ် Masvidal ရဲ့အမြင်ကတော့ရှင်းပါတယ်ပန်တိုဂျာကဗန်ကိုမြေပြင်ပေါ်ဆွဲချနိုင်ပြီဆိုရင်တော့ပွဲထင်တွေကပန်တိုဂျာဘက်ကိုတိတိတတ်တာပြောင်းသွားနိုင်တယ်လို့ယူဆထားပါတယ်ဒီအမြင်ကလုံးဝအကြောင်းမဲတော့မဟုတ်ပါဘူးပန်တိုဂျာရဲ့ ground game ကိုကြည့်ရင်တကယ့်ကိုအနေရရှိပါတယ်ဒါပေမဲ့ Masvidal ကပန်တိုဂျာနဲ့အနီးကပ်ဆက်နွယ်မှုရှိတဲ့အတွက်သူ့ရဲ့သုံးသက်ချက်ကိုလည်းတစ်ဖက်သက်အတိပြုတာထက် analysis တစ်ခုအနေနဲ့ပဲကြည့်တင်ပါတယ်နောက်ဆုံးတော့အော်တိုဂွန်ထဲမှာဘယ်သူကဘာလုံးနိုင်လဲဆိုတာကပဲအရေးကြီးတာပါဖန်ကအကွာဝေးကိုထိန်းနိုင်ပြီးပန်တိုဂျာရဲ့တိတ်တောင်းတွေကိုအောင်မြင်မြင်ကောက်ွယ်နိုင်မယ်ဆိုရင်တော့ပွဲကြလာတာနဲ့မျှဗန်ရဲ့မျက်နှာနဲ့ကာဒီယိုကပိုပြီးအားသာလာနိုင်ပါတယ်ပန်တိုဂျာကအစောပိုင်းမှာဗန်ကိုမြေပြင်ပေါ်လှည့်ချနိုင်ခဲ့မယ်ဆိုရင်တော့အဲ့ဒီအခွင့်အရေးကိုလက်လွတ်မခံဘဲစမစ်ရှင်ထိဆက်ပြီးကြိုးစားသွားနိုင်ပါတယ်ဒါကြောင့်ကျွန်တော်သာခံမှန်းရမယ်ဆိုရင်တော့ဗန်ဘက်ကိုနည်းနည်းပို့ပြီးတော့အလေးသာကျင်ပါတယ်အထူးသဖြင့်သူ့ရဲ့ striking speed ကာဒီယိုနဲ့takedown defense တိုးတက်လာမှုတွေကြောင့်ဒီတစ်ချိန်မှာပထမပွဲထက်ပိုပြီးစိတ်ချရတဲ့ performance ကိုပြသနိုင်မယ်လို့မြင်ပါတယ် prediction ကိုတိတိကျကျပြောရမယ်ဆိုရင်တော့ Van Mine decision ကိုပိုပြီးရွေးချယ်ခြင်းပါတယ်ဒါပေမဲ့ပန်တိုဂျာကိုတော့လုံးဝ short တော့လို့မရပါဘူးဘာကြောင့်လဲဆိုတော့ MMA ဆိုတာတစ်ချိန်နဲ့ပွဲကိုပြောင်းလဲပြစ်နိုင်တဲ့အားကစားပါပန်တိုဂျာရဲ့ submission တစ်ချက် Van ရဲ့ counter တစ်ချက်ဒါမှမဟုတ် takedown တစ်ချိန်ကတော့ပွဲရဲ့ရလဒ်ကိုပြောင်းလဲသွားနိုင်ပါတယ်ဒါကြောင့်ဒီပွဲကပထမပွဲမှာမပြီးပြတ်ခဲ့တဲ့မေကွန်းကိုတကယ်အဖြစ်ပေးနိုင်မယ်ပွဲမျိုးဖြစ်လာနိုင်ပါတယ်ဗန်ကငါကကန်ကောင်းလို့ချန်ပီယံဖြစ်လာတာမဟုတ်ဘူးဆိုတာကိုဒုတိယအချိန်မှာပိုပြီးပြပြသားသားသက်သေပြနိုင်မလားဒါမှမဟုတ်ပန်တိုဂျာကသူ့ရဲ့အတွေ့အကြုံနဲ့ grappling စွမ်းရည်တွေကိုအသုံးချပြီးခပတ်ကိုပြန်လည်ရယူသွားမလားဆိုတဲ့အဖြေကတော့အော်တိုဂွန်ထဲမှာပဲသိရမှာပါကဲ MMA ပရိသတ်ကြီးတို့ရေဒီပွဲမှာဂျိုရှွာဗန်ကခပတ်ကိုဆက်ထိန်းထားနိုင်မယ်လို့ထင်လားဒါမှမဟုတ်ပန်တိုဂျာကချန်ပီယံဟောင်းကနေချန်ပီယံအဖြစ်ပြန်လည်ရောက်ရှိလာမယ်လို့ထင်လားကိုရဲ့ prediction ကို comment မှာဝင်ရောက်ပြောပြခဲ့ကြပါအောင်နော်အခုလို MMA သတင်းတွေ UFC ပွဲတွေသုံးသက်ချက်တွေ fighter တွေနောက်ဆုံးရသတင်းတွေကိုမလွတ်တမ်းသိကျင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ